မင်္ဂလာပါဗျာတစီကြီး channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့တစီပြောတဲ့ပုံမြင်များစာစဉ်တစ်ထောင်ပြင်းနှစ်ယောက်အကြောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဗမော်ခရိုင်စီအင်းအရက်ကတောကြီးထဲမှာတည်ရှိတဲ့အိမ်ဖြက်ကြီးစီကိုအဝတ်အစားစုပ်ဖွာပေးရနေတဲ့လူနှစ်ယောက်ကလှမ်းလို့ကြည့်နေကြပါတယ်သူတို့နာမည်ကတစ်ယောက်ကအာလူတစ်ယောက်ကတော့တန်းစောနှစ်ယောက်စလုံးကစီအင်းရဲဘက်စခန်းဒေတာအခေါ်စီရင်ကြောက်ထုစခန်းစီကထွက်ပြေးလာကြတဲ့ရဲဘက်နှစ်ယောက်ဖြစ်ပါတယ်။စီရင်ရဲဘက်စခန်းကအင်္ဂလိပ်ခေတ်ကလေးကတီးရှိခဲ့ပြီးဗမော်မန္တလေးကားလမ်းအနီးမှာတီထားကဗမော်ခရိုင်မှာတော့လမ်းပန်းဆက်သွယ်ရေးအတွက်ကြောက်ထုစခန်းအဖြစ်အဓိကလုပ်ကင်ပါတယ်။သူတို့နှစ်ယောက်ကလွန်ခဲ့တဲ့တရက်ကျော်ညနေဆောင်အချိန်တုန်းကစီရင်ကြောက်ထုစခန်းစီကနေထွက်ပြေးလာခဲ့ကြတယ်။သူတို့ပြေးလာတာကိုစခန်းကအဆောင်တွေကသိကြတော့တနက်ကင်ပြီးသူတို့အနောက်ကနေလိုက်ကြပါတယ်။သူတို့အတွက်တော့ဒီပွဲကအသက်ကိုအရင်ပြုပြီးလွတ်မြောက်မှုအတွက်ကိုကြိုးပမ်းရတဲ့ပွဲပဲဖြစ်ပါတယ်။နှစ်ယောက်သားအာသွန်ခွန်ဆိုင်နဲ့တော်တောင်ထဲမှာပြေးလွှားရပြီးအစာဆိုတာဘာရင်မသိရေကိုလည်းကြုံမှသာတောက်ရင်လွတ်မြောက်မှုအတွက်ကိုကြိုးပမ်းကြရပါတယ်။ပြီးခဲ့တဲ့ညကိုသူတို့နှစ်ယောက်တစ်ပင်မော်တက်လို့အိတ်ထက်ပြီးဖြတ်တန်းခဲ့ကြရတယ်။လူကာလာကြီးဖြစ်တာကြောင့်တညလုံးပူကားပူချင်းကားကိုက်နဲ့ခက်ခဲပဲဖြတ်တန်းခဲ့ကြရပါတယ်။မိုးကာလဆိုရင်တော့ဒီထက်သာပြီးဆိုတဲ့ဒုက္ခကိုခံစားရနိုင်ပါတယ်။တစ်ပင်မော်မှာတယောက်နဲ့တယောက်စကားလဲကြဲကြဲမပြောရဲကြပဲနေရင်ညနေပိုင်းအချိန်ကျတော့သူတို့အနောက်ကိုလိုက်လာတဲ့အဆောင်တတိုက်ကတစ်ဖက်တောင်ကျောကနေဖြတ်သွားကြတာကိုမီးရောင်တွေနဲ့စကားတန်တွေအရသိမြင်ကြရပါတယ်။အဆောင်တွေကတော့ဒီအတိုင်းဆက်သွားရင်သူတို့နဲ့လမ်းလွဲသွားကြဖို့အခြေအနေကများခဲ့ပါပြီ။နောက်ကြောင်ပြန်မလဲပါစီနဲ့လို့ကြိတ်ဆူတောင်းရင်အာလူခေါ်တန်းစော်ပါရင်တထိတ်နဲ့ချီကြရပါတယ်။ရင်ကထိတ်နေတော့တော်ယုံနဲ့အိမ်မပြောဒီညကသူတို့အတွက်တော့ရဲဘက်ဘဝကနေလွတ်မြောက်ခွင့်ရရှိတဲ့ပထမဆုံးညပဲဖြစ်ပါတယ်။စိတ်ထဲမှာခံစားချက်မျိုးစုံနဲ့ရှိနေကြရင်ညံ့နဲ့လာမှပဲမိကနေအိပ်ပျော်သွားကြပါတယ်။မနက်လင်းပိုင်းချိန်ရောက်တော့နှစ်ယောက်သားတိုင်ပင်မထားမိရွေးနဲ့ပြန်ပြီးနိုးလာကြရတယ်။သူတို့နိုးလာပြီးမကြလိုက်ဘူး။သူတို့အောက်ဘက်တစ်ပင်အခြေကနေမိမငိုတန်တစ်ခုကထွက်ပေါ်လာပါတယ်။အတန်ကိုနားဆွရင်တယောက်နဲ့တယောက်မျက်စာပြစ်မိကြတယ်။တန်းစော်ကတရဲတစီကြောက်တတ်ပါတယ်။အာလူကတော့ကြောက်စိတ်နေတဲ့သူဟာဒါကြောင့်တန်းစော်ကတုံရီနေပေမဲ့အာလူကတော့တီတီငြိမ်ငြိမ်နဲ့ပဲရှိနေပါတယ်။တန်းစော်ကိုရအောင်အိပ်ဖို့ပြောရင်အာလူကပြန်အိပ်ပါတယ်။တဲ့ပင်အောက်ကအကောင်အထင်မမြင်ရတဲ့မိမငိုတန်ကတော့မတိုးမကျဲနဲ့ရှိနေရင်မနဲ့မိုးလင်းလူအချိန်ကြမှာပဲတဖြည်းဖြည်းနဲ့တိုးတိမ်လို့အတန်လဲပဲပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့အိယာကနေပြန်လို့တော့အလင်းရောင်တောင်ကောင်းကောင်းမစင်သေးဘူး။တပင်ပေါ်ကနေဆင်းပြီးမပြီးဆုံးသေးတဲ့လွတ်မြောက်ရေးလမ်းအတွက်ကိုဆက်လက်ကြိုးစားကြရပါတယ်။တောတောင်ထဲမှာမပြေးုံတမဲရှည်လန်းများနဲ့စားဖို့တောက်ဖို့အတွက်ကိုလမ်းသွားရင်စားလို့ရနိုင်မဲ့အသေးရွက်မြင်ရင်ခူးဆုပ်ဝါပြီးရှည်လန်းတို့ကိုမရက်ရဲပဲခရီးဆက်ကြရပါတယ်။သူတို့အနောက်ကိုလိုက်နေတဲ့အဆောင်အဖွဲကလက်လျှော်ပြီးပြန်လှည့်အောင်မှမဟုတ်ဘူးဆိုတာကိုသူတို့ကသိမိကြပါတယ်။ဒါကြောင့်တနေ့ကုန်မနာရဲကြဘူး။ခြေထောက်တို့နာကျင်လွန်းနေပြီမဲ့လေခရီးကိုမရမကပဲဆက်လန်းလွန်နေပါတယ်။တဏီကုံခကြီးကိုခက်ခဲစွာဖြတ်တန်းရင်းနဲ့ပဲအခုညနေဆောင်မှာတော့အထက်ကပြောပြခဲ့တဲ့အိမ်ပြက်ကြီးအရှိစီကိုရောက်ရှိလာခဲ့ကြပါတယ်။သူတို့နှစ်ယောက်စလုံးရဲ့မျက်ဝန်းတွေကအရှိစီမှာရှိနေတဲ့အိမ်ပြက်ကြီးစီကိုစူးစမ်းရင်းကြည့်နေကြပါတယ်။အိမ်ကြီးကတချိန်ကဘလောက်တောင်ကြီးကျယ်ခမ်းနားခဲ့တဲ့ဆိုတာတော့မသိရပေမဲ့လက်ရှိမှာတော့အမိုးတွေတဝက်တစ်ပြက်နဲ့အိမ်နောက်ဘက်ပိုင်းကလည်းပြိုကျပျက်စီးနေတာကိုမြင်တွေ့ရပါတယ်။ဒါကြောင့်လေဒီအိမ်ကြီးကစစ်တွင်းကာလတုန်းကဘုံတန်ထိခံထားရတဲ့အိမ်ကြီးတအိမ်ဖြစ်မယ်လို့သူတို့ယူဆမိနေကြပါတယ်။အိမ်ပြက်ကြီးစီကိုကြည့်နေကြရင်တန်းစော်ရဲ့စိတ်ထဲတော့အပြက်အစီးများထိုးထောင်ရှိနေတဲ့အယိုးအပြိုင်အိမ်ကြီးကသူတို့စီကိုပြန်ကြည့်ပြီးစိုက်ကြည့်နေတယ်လို့မျိုးစိတ်ထဲခံစားမိရတယ်။ကြိုးထဲမှာလည်းစိတ်ငနဲ့ဖြစ်သွားရတယ်။အာလူငါတို့ဒီအိမ်ကြီးတွေကိုဝင်ပုံးလို့ဖြစ်ပါမလားကွာ။တန်းစော်ကလေချောင်းရှောက်ကပ်ပြီးရေစာလွှန်းနေတဲ့အတန်နဲ့အရှခတ်တူပြောပါတယ်။ဘာဖြစ်လို့လဲကွာ။ဘာဖြစ်ရမလဲကွာအိမ်ကြီးကိုလည်းကြည့်အောင်ငါတို့မြေနာနဲ့တော်တော်လေးကြောချမ်းနေရပြီအာလူနဲ့တန်းစော်တို့တယောက်နဲ့တယောက်အပြန်အလှန်ပြောနေကြပါတယ်အခုသူတို့ရှိမှရှိနေတဲ့အိမ်ပြက်ကြီးကရှေးတုန်းကမျက်နှာဖြူအရာရှိတွေတောတွင်းမှာအနားယူဖို့တိဆောက်ခဲ့ဟန်ရှိတယ်လို့အာလူကတော့ယူဆနေမိပါတယ်အခုတော့
တော်ထဲမှာအပြက်စီးအများပြားနဲ့တန်းစော်ပြောသလိုပဲခြောက်ချားစရာအိမ်ကြီးအဖြစ်နဲ့ရှိနေတယ်။အာလူတက်ပြင်းကိုချလိုက်ပါတယ်။ငါတို့အတွက်ရွေးချယ်စရာမရှိဘူးတန်းစော်။ဒီညအတွက်ကိုဖြစ်တယ်လို့အဲ့လိုလည်းမဖြစ်တော့ဘူး။အနောက်ကဟိုခွေးမသားများကလည်းအချိန်မရွေးရောက်လာနိုင်တယ်ကွာ။ဝက်ဖြစ်မှာတော့ရှေးကြောက်မနေသမ်းပါနဲ့ကွာ။ဟိတ်ကောင်ငါကရှေးကြောက်တာမဟုတ်ဘူးအာလူရ။တရေကြောက်တာကွာ။တရေဆိုတော့ကိုဘာများလဲကွာ။ငါတို့ကဒီတညလေးဝင်တဲမှာကိုတရေရှိရင်တော့မှမိုးလေးရင်သူ့ဘာသာသူပျောက်သွားပါလိမ့်မယ်ကွာ။ငါတော်တော့တန်းစော်ရငါမင်းကိုနောက်ဆုံးရှင်းပြမယ်အခုငါတို့နောက်ကိုဟိုလူတွေကလိုက်နေကြတယ်ကွာဒီတိုင်းတောထဲမှာပုံလိုက်ရင်ငါတို့ကမီးတုံးလို့မရဘူးညဘက်မှာမီးရောင်ကအဝေးကနေတော့လှမ်းမြင်နိုင်တယ်ကွာဒီတော့အကာအကွယ်ရမယ့်နေရာမှပဲငါတို့မီးတုံးလို့ရလိမ့်မယ်မင်းတော့မသိဘူးကွာငါတော့ဗိုက်သိပ်စားနေပြီတန်းစော်အိမ်ထဲမှာမီးဖို့ပြီးတခုခုခြာစားကင်စားမှဖြစ်တော့မယ်ကံကောင်းရင်ငါတို့အတွက်အသုံးပြုလို့ရမယ့်အရာတွေတောင်ရနိုင်သေးတယ်ကွာအာလူကအကျိုးတင်အကြောင်းတင်ရှင်းပြတော့တွန့်ဆုတ်နေတဲ့တန်းစော်လည်းနှုတ်ဆက်သွားခဲ့ရပါတယ်။တန်းစော်ငါတော့စကားကုန်ပြီကွာမင်းလိုက်ရှင်လဲလိုက်မလိုက်ရှင်လဲနေအာလူကပြောပြီးတာနဲ့အိမ်ပြက်ကြီးစီကိုလှမ်းထွက်သွားခဲ့ပါတော့တယ်။အာလူထွက်သွားတော့တန်းစော်လည်းပဲတယောက်တည်းခွဲခြားပြီးကြံမနေရစ်ခဲ့ဘူးအနောက်ကနေပြေးလိုက်ပါတယ်။ခြုံရွယ်ပိတ်ပေါင်းတို့ကိုတိုးပြီးနောက်သူတို့အိမ်ပြက်ကြီးစီကိုရောက်ရှိလာကြပါတယ်။အဝိန်တကားကပျက်စီးနေပြီဖြစ်တာကြောင့်အထဲကိုဝင်ဖို့အတွက်အခက်အခဲတော့ထွေထွေထူးထူးမရှိခဲ့ပါဘူး။နှစ်ယောက်သားမွေပါကင်းပါအတွက်လိုရမေးရအပြိုအပြက်တွေကြားကနေဒုတ်တယောက်တစ်ချောင်းစီကောက်ပြီးအိမ်ပြက်ထဲကိုရမ်းရင်ရှောက်ရင်းနဲ့ဝင်လာခဲ့ကြပါတယ်။အိမ်ပြက်ကြီးထဲမှာပျက်စီးနေတဲ့ပရိဘောကပစ္စည်းတွေကိုသူတို့မြင်မိကြတယ်။ကံကောင်းတယ်လို့ပဲပြောရမလားမသိဘူး။လန်ရန်ကစင်တစ်ခုအပေါ်ကနေရေနံစီမီးအိမ်ဟောင်းတစ်ခုကိုတွေ့ရလို့ကြည့်မိတော့အထဲမှာစီအနှဲငယ်ရှိနေပြီးအခုထိအသုံးပြုလို့ရနေသေးပါပဲ။ညာခင်ဘိုက်ဖြစ်ဖို့တခုခုတော့ချားရမယ်ကွာအချိန်သိမ့်မရှိဘူးမြန်မြန်လောက်ကြစို့အာလူကဆက်လက်လို့စော်အော်လိုက်ပါတယ်နှစ်ယောက်သားအိမ်ပြက်ကြီးနဲ့ပတ်ဝန်းကျင်မှာစားစရာလိုက်ရှာရင်းမျက်စိလင်းတဲ့အာလူကတောကြွက်ကြီးတစ်ကောင်ကိုတွေ့ပါတယ်တောကြွက်ကြီးကလူသူနဲ့ဝေးနေလို့လားတော့မပြောတတ်ဘူးမပြေးဘဲနဲ့သူတို့ကိုပြူးကြောင်ကြောင်နဲ့ကြည့်နေခဲ့တယ်အာလူလည်းမဆိုင်မတော်ပဲလက်ထဲကတစ်သားတုံးနဲ့ကြွက်ကြီးကိုလှမ်းရိုက်လိုက်ပါတယ်တစ်ချက်တည်းနဲ့အမိအီရပါပဲဝမ်းသာအားရနဲ့တောကြွက်သေးကြီးကိုဆွဲပြီးအိမ်ပြက်ကြီးတဲကိုပြန်ဝင်ကြတယ်အပြက်အစီအပိုင်းအစတွေနဲ့ချက်ချင်းပဲမီးဖို့လုပ်ကြတယ်။စစ်လိတ်တောက်တတ်တဲ့တန်းစော်စီမှာပါလာတဲ့မီးကျင်းနဲ့မီးကိုမှွေးပါတယ်။မီးတောက်ရတော့ကြွက်ကြီးကိုအေးဆုပ်ပြီးမီးကင်လိုက်ပါတယ်။တရက်နဲ့တညဘာမှမစားခဲ့ရပဲပြေးပဲပြေးခဲ့ရတဲ့အတွက်နှစ်ယောက်စလုံးရဲ့ဘိုက်ကတကြုတ်ကြုတ်နဲ့စားလောင်နေကြပါပြီ။တော်ကြွမီးကင်ကြီးချက်တော့တယောက်တစ်ပိုင်းပိုင်းပြီးစားလိုက်ကြပါတယ်။ပြင်ပမှာတော့မိုးကစုံစုံချုပ်အောင်မှောင်နေခဲ့ပါပြီ။အဝေးကနေအလင်းရောင်ကိုတွေ့မှဆိုးတာကြောင့်မီးတောက်တို့ကိုညှိမ့်တက်လိုက်ကြပါတယ်။မိကြီးကဲသာကြံရှိပြီးမိခိုးကြီးထွက်အောင်လုပ်လိုက်တယ်။ဒါမှပဲညကြချင်းကိုက်တန်ကတက်တာမှဖြစ်ပါတယ်။ဒီညတော့ဒီမှာပဲအိတ်မယ်ကွာ။မနေ့ကျရင်တော့ဖြစ်ရှင်ရဖြစ်ကားလမ်းမဘက်ကိုပြန်ပြီးဖောက်ထွက်ကြမယ်။ဒီနေရာဆိုစီအင်းနဲ့လဲတော်တော်လေးအလှမ်းဝေးနေလောက်ပါပြီကွာ။လမ်းပေါ်ရောက်မှပဲဟိုကောင်တွေအရှင်နေကြည့်ပြီးငါတို့မီးစင်ကြီးကကြမယ်။အာလူကသူ့ရဲ့အစီအစဉ်ကိုပြောပြပါတယ်။သူတို့နှစ်ယောက်အခုလိုမျိုးစီအင်းရဲဘက်စခန်းကနေထွက်ပြေးလာခဲ့တာကနေအစပြုလို့လက်ရှိအတီးတော့အရာရာကအာလူရဲ့အစီအမံကြီးပဲဖြစ်ပါတယ်။တန်းစော်ကအာလူစီစဉ်သမျှကိုနောက်ကနေလိုက်လို့ရသူတက်တက်ပါ။တန်းစော်အနေနဲ့အာလူလောက်စိတ်မရဲသလိုထိုးထွင်းညံလည်းမရှိပါဘူး။နှစ်ယောက်သားလှည့်ကျင်းထားတဲ့ကြမ်းပြင်ပေါ်မှာခေါင်းချလိုက်ကြပါတယ်။ညာကြီးညတာအတွက်လိုရမေရမှန်မီးအိမ်လေးကိုသူတို့အနားမှာယူထားလိုက်ကြတယ်။တဏီကုံပင်ပန်းလာကြတယ်ဆိုပေမဲ့လည်းချက်ချင်းအိတ်လို့မပြောနိုင်ပါဘူး။အတွေးတွေအာယုံတွေထဲမှာစိတ်ထဲမှာစိုးတထိတ်ထိတ်နဲ့ရှိနေကြပါတယ်။တကယ်လို့သာသူတို့ကိုပြန်ပြီးသွားရင်တော့ငကိုရှိရင်သွဲထောင်ချောက်နှစ်ထက်ကိုပုံမူလို့အပြစ်ဒဏ်ရှာမှခံရပါလိမ့်မယ်။သူတို့နှစ်ယောက်မှာအာလူးကပကိုးသားစစ်စစ်တန်းစော်ကတော့နထိုးဘက်ကအညာသားတယောက်တနေရာကနေအလုတ်လုပ်ဖို့အတွက်မြောင်ဖျားပိုင်းကိုတက်လာခဲ့ကြပြီးကိုစီအလုတ်တွေမှာပြဿနာတက်ကြပြီးနောက်အာလူးကလူသက်မှုနဲ့ဗမော်ထောင်မှာ12နှစ်ပြစ်ဒဏ်ကြခံရတယ်လို့တန်းစော်ကလည်းရိုက်မှုနဲ့တခြားပြစ်မှုတို့ကြောင့်9နှစ်ပြစ်ဒဏ်ကြခံလာသူဖြစ်ပါတယ်။ထောင်ထဲမှာသူတို့ချင်းခင်မင်ခဲ့ကြပြီးရဲဘက်ထွက်တော့လူရင်ကလိုအပ်ချက်ရှိတာကြောင့်တန်းစော်တို့နဲ့အတူအာလူးတို့လိုနှစ်ကြီးသမားတွေလည်းပါခဲ့ပါတယ်။အခုတော့ရဲဘက်စခန်းကနေသူတို့နှစ်ယောက်အတူတကွထွက်ပြေးလာဖြစ်ခဲ့ကြတယ်။ရည်ရွယ်ချက်ကတော့သူတို့အောက်ပြည်ကိုရအောင်ပြန်ကြမယ်။ကိုစီကုန်းကနေရက်တွေမှာဖြစ်ခဲ့တဲ့အတိတ်တွေကိုမေ့ပြောက်ပြီးကောင်းကောင်းမွန်မွန်ပဲနေတော့မယ်လို့တွေးထားဖြစ်ပါတယ်။အချိန်ကြာကြီးနေမှာပဲတန်းစော်ကအာလူးပါအတွေးတွေကြားစိုးထိတ်မှုတွေကြားကနေဖြတ်ခနဲပဲအိပ်ပျော်သွားခဲ့ကြပါတယ်။
အိမ်ပြက်ကြီးထဲမှာတော့မိကြီးကအလင်းရောင်ကြောင့်ခတ်မိန်မိန်နီးချင်းချင်းအလင်းတို့ကသာရှိနေခဲ့ပါတယ်အပြင်ဘက်ကခြေတံတွေကြောင့်တန်းစော်တယောက်လန့်နိုးလာခဲ့ရပါတယ်ဝုံကနေထားထိုင်ပြီးကြည့်မိတော့သူတို့ကိုထောင်ဆောင်တို့ကဝိုင်းထားကြပါပြီခွေးမသားနှစ်ကောင်တော်တော်ဒုက္ခပေးတယ်ကွာဖြစ်ရှင်ရဖြစ်ဒီနေရာမှာပဲတပ်ပစ်လိုက်မယ်တယောက်ကခတ်ထန်နှုံးနဲ့မျက်နှာထားနဲ့ပြောပါတယ်နဘေးကထောင်ဆောင်နှစ်ယောက်ရဲ့တနက်ပြောင်းဝါတို့ကသူနဲ့အာလူးစီကိုထိုးချိန်ဆိုင်ကြလာတယ်မလုပ်ပါနဲ့ဗျာတန်းစောအထိတ်ထိတ်လန့်လန့်နဲ့နှုတ်ကနေတောင်းဆိုမိပြီးလက်အုပ်ကိုလည်းရှီမိပါတယ်ကြားတယ်ဟေးကောင်တွေပြစ်စမ်းကွာခတ်ထန်စွာနဲ့မန်မဲပြောသူရဲ့စကားအစုံလက်နက်ကိုင်းထောင်ဆောင်တို့ကတနက်ကိုပြစ်ခတ်လိုက်ကြပါတယ်တနက်တန်နှစ်ချက်ကတပြိုင်နက်တည်းထွက်ပေါ်လာတယ်နှစ်ပူးစီကပူကနေခန်းစားချက်ကိုခန်းစားလိုက်ရပြီးနောက်မှာတော့တန်းစောတယောက်အသီးစိတ်တို့ကလေထဲကိုမျောလွင်တယ်လို့ဖြစ်သွားရပြီးအာလူးလည်းပဲအယုတ်ကျိုးပြက်ခွေကနေပြစ်လဲကျသွားတာကိုမြင်လိုက်ရပါတယ်ဟာမွန်းချက်လုံးနဲ့ခန်းစားချက်နဲ့တန်းတော်တယောက်အိယာကနေငေါက်ခနဲ့ထထိုင်လိုက်ပါတယ်။ခြောက်ချားနေတဲ့ခန်းစားချက်နဲ့အတူသူ့ကိုယ်သူပြန်လဲပြီးစမ်းစစ်ကြည့်တော့အရာရာကအကောင်းပကတိအတိုင်းပဲရှိနေပါတယ်။အာလူးကိုလှမ်းကြည့်တော့ခွေခွေကလေးအိမ်မောကျနေပါတယ်။ငါအိမ်မက်မက်နေတာပဲကွာ။ဟူးလန့်လိုက်တာအိမ်မက်ကလည်းဘလို့အိမ်မက်လည်းမသိဘူး။တန်းတော်ရေရွရင်းနဲ့တက်မောကိုချလိုက်မိပါတယ်။နဖူးစီကဇော်ချွေးတို့ကိုလက်ခုံနဲ့ခက်ကြမ်းကြမ်းတုပ်ပြီးနေရာမှာပြန်လဲလှည့်လောင်းလိုက်ပါတယ်။ကြောက်ခင်းထားပြီးမြဲလေအခုနောက်ကအိမ်မက်ဆိုးကြောင့်တန်းစော်တယောက်တော်ယုံနဲ့ပြန်ပြီးအိမ်မပြောနိုင်ပါဘူးမိဘကမိကြီးတို့ကပြဖုံးသွားခဲ့ပြီးဖြစ်တာကြောင့်အိမ်ပြက်ကြီးထဲမှာတော့အမောင်တို့ကတိတ်တီးစွာနဲ့ရှိနေခဲ့ပါတယ်ချက်ချင်းပြန်အိမ်မပြောတော့တန်းစော်စိတ်ထဲနည်းနည်းတော့လန့်စိတ်ရှိနေခဲ့တယ်အချိန်ကညသကောင်ရံလောက်ရှိပါပြီမကြခင်မိုးလင်းတော့မယ်လို့တွေးရင်စိတ်ကိုပြန်တင်းလိုက်ပါတယ်အာလူကတော့အခုထိကိုပဲတရှူးရှူးနဲ့အသက်ရှူတန်ပေးရင်အိမ်မောကျနေခဲ့တယ်တန်းစော်အနေနဲ့အာလူးတို့လိုလူမျိုးတွေကိုအလွန်ပဲအားကြမိပါတယ်အာလူးတို့လိုလူမျိုးတွေကတော်တန်ယုံကြောက်စိတ်မရှိဘူးစိတ်ခံစားချက်ဆိုလဲတိတ်ပြီးတော့မထားဘူးတုံးတိုက်တိုက်ကြားကကိုက်ဘာမဆိုလှုပ်ရဲကန်ရဲပါတယ်သူကတော့ဒီလိုမဟုတ်ဘူးကြောက်စိတ်ရှိတယ်တခုခုဆိုရင်အတွေးများတတ်ပြီးတွေးဝေတတ်ပါတယ်ဒီစိတ်ကြီးကမကောင်းဘူးဆိုတာသိပေမဲ့လေဗီဇဖြစ်တာကြောင့်မို့ထင်ကင်စင်လို့ကမရခဲ့ဘူးအာလူးအကြောင်းကိုတွေးမိတော့ထောင်တွင်းမှာရဲဘက်စခန်းအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အာလူးနဲ့ပတ်သက်တဲ့အဖြစ်အပျက်တို့ကတန်းစော်ရဲ့ခေါင်းထဲမှာရစ်ဝဲလာပါတယ်ထောင်ကြစအာလူးနဲ့စတင်ဆုံးချိန်မှာသူကထောင်သားအသည့်အဖြစ်အိတ်ဆောင်ကိုရောက်ခါစားအချိန်အရှိမကြိုရောက်နေတဲ့နှစ်ကြီးသမားတို့ကသူ့ကိုပုံစံတန်းပေးပါတယ်သူကလည်းဦးတူတူအာတတဆိုတော့နရင်ပရင်တွေအရိုက်ခံရတယ်ပုံစံထိုင်တာပုံစံမကြလို့ဆိုပြီးရှည်နဲ့အကန်ခံရပါတယ်ဒီလိုအချိန်မှာကဲတင်ချင်းအဖြစ်နဲ့အာလူးကရောက်လာပါတယ်တန်းစော်ကိုနှိပ်စက်နေတဲ့နှစ်ကြီးသမားတို့ကိုစကားနဲ့ပဲပြေးပြေးစွာပြောပြီးတန်းစော်ကိုသူ့ညီအဖြစ်နဲ့ခေါ်ထုတ်လာခဲ့ပါတယ်ဒီကနေ့နောက်ပိုင်းတော့အာလူးရဲ့ကောင်းမှုနဲ့တန်းစော်တယောက်အိတ်ဆောင်အတွင်းအပြင်မှာနှိပ်စက်ကလူပြုတ်မှုတွေလုံးဝခံရမှုမရှိတော့ပါဘူးတန်းစော်အတွက်ကတော့အာလူးကကဲတင်ရှင်တငယ်ချင်းကောင်းလူရင်းအဖြစ်နဲ့ရှိခဲ့ရပါတယ်ရဲဘက်စားထွက်တော့လေသူတို့အတူတူစီရင်ရဲဘက်စခန်းကိုရောက်ဖို့အာလူးကစီစဉ်ခဲ့ပါတယ်တကယ်လဲစီစဉ်တယ်လို့ပဲမလွဲမသွေဖြစ်ခဲ့ပါတယ်ရဲဘက်စခန်းကိုရောက်တဲ့ညမှာပဲအာလူးကသူ့အခုလိုနှစ်ကြီးသမားဖြစ်ပေမဲ့လေရဲဘက်ကိုမရမကလိုက်ခဲ့တာကအခွင့်အရေးထွက်ပြေးဖို့ဖြစ်ကြောင်းကိုပြောပြပါတယ်ရဲဘက်စခန်းမှာသူတို့အတူတူအလုတ်တွဲလုပ်ကြရတယ်အာလူးကအစီအစဉ်ရှိသူဆိုတော့အလုတ်ကိုသူတကာထက်ပုံမူလုပ်ပြပြီးတာဝန်ခံတွေစီကနေယုံကြည်မှုကိုအရယူလေတယ်တန်တော်ကလည်းအာလူးနဲ့အလုတ်တူတူလုပ်ရတဲ့သူဆိုတော့အာလူးနီးတူပဲယုံကြည်မှုကိုခံယူရရှိပါတယ်နောက်တော့ဒီယုံကြည်မှုကိုပဲအခွင့်အရေးအဖြစ်အသုံးပြုပြီးသူတို့နှစ်ယောက်ထွက်ပြေးလာခဲ့ကြတယ်ငါအတွေးတွေလွန်နေပြီပဲကွာရအောင်တော့အိမ်မှာဖြစ်မယ်မနေ့ကျရင်ခကြီးကဘလောက်ထိဆက်ရမယ်မသိဘူးအတွေးလွန်နေမိတဲ့တန်းစော်လဲသူ့ကိုယ်သူပြန်ပြီးတတိပေးလိုက်ပါတယ်စိတ်ကိုလျှော့ချပြီးမျက်ဝန်းများကိုတင်းတင်းစေးလို့မိတ်လိုက်တယ်ခဏအကြာမှာတော့တန်းစော်တယောက်အိတ်ဆက်ချင်းစီကိုရောက်ရှိသွားခဲ့ရပါတော့တယ်တန်းစော်အိတ်ပျော်သွားတာနဲ့ညတော့ကသူတို့လူရမေရဆိုပြီးအနားမှာယူဆောင်ထားဖြစ်တဲ့မှန်မီးအိမ်ကနေတစ်ဖြက်ဖြက်အလင်းရောင်တို့ထွက်ပေါ်လာပါတယ်အိမ်ပြက်ကြီးထဲမှာတော့အလင်းရောင်ကခြောက်ချားစရာကောင်းလောက်အောင်ပဲလင်းတလဲမှိတ်တလဲနဲ့တစ်ဖြက်ဖြက်ဖြစ်နေပါတယ်ပတ်ဝန်းကျင်ကအတန်ပလန်များကလည်းပုံမှန်နဲ့မတူပဲလေဟာနယ်ကြီးရဲ့ရောက်နေတယ်လို့နတ်ချိုင်းစွာနဲ့တိတ်ဆိတ်နေခဲ့ပါတယ်
တန်းစော်နဲ့အာလူတို့ကတော့ဒီအဖြစ်ကိုလုံးဝမသိခဲ့ကြဘူးသူတို့ခမညာရဲဘက်စခန်းကနေမနာမနေတရက်နဲ့တညတိုင်တိုင်ထွက်ပြေးလာခဲ့ကြရတာကြောင့်ပင်ပန်းလွန်းစွာနဲ့အိမ်မောကြနေကြပါတယ်မကြခင်မှာသူတို့အပေါ်ကိုကြားရောက်လာမဲ့ကြောက်စရာကောင်းလွန်းတဲ့အန်ဒီယေကိုလည်းသူတို့အနေနဲ့လုံးဝမသိနိုင်ခဲ့ကြပါဘူးအိမ်ဖြက်ကြီးရဲ့အပေါ်ဓာတ်စီကဒုံကနေအတန်ကြီးကြောင့်အာလူတယောက်လန့်နိုးလာခဲ့ရတယ်သူနိုးလာတဲ့အထိအတန်ကြီးကရက်တန့်လို့မသွားခဲ့ဘူးစီးချက်မှန်မှန်နဲ့တတုတ်တုတ်ထွက်ပေါ်နေသေးပဲဖြစ်ပါတယ်အတန်ကိုနားဆွရင်အာလူစိတ်ထဲမှာတာမန်မဟုတ်ဘူးဆိုတာတွေးမိပြီးနဘေးကတန်းစော်ကိုလှုပ်နိုးလိုက်ပါတယ်တန်းစော်ထအောင်ဟအာလူရဲ့လှုပ်နိုးမှုကြောင့်တန်းစော်လည်းနိုးလာခဲ့ရတယ်ဘာဖြစ်လို့လဲအာလူဆိုရင်တကြီးဖြစ်နေတဲ့အာလူရဲ့အသွင်ကြောင့်တန်းစော်ကမေးလိုက်ပါတယ်အပေါ်မှာအတန်ထွက်နေတယ်ကွာမင်းမကြားဘူးလားအာလူစကားကြောင့်အိမ်ပြက်ကြီးရဲ့အပေါ်ကတတုတ်တုတ်ထွက်ပေါ်လာနေတဲ့အတန်ကိုတန်းစော်တတိပြုမိသွားရပါတယ်အေးဟာကြားပြီအဲ့ဒါဘာတန်ကြီးလဲငါလည်းမသိဘူးကွာဒုံးဆိုတဲ့အတန်ကြီးကြားရပြီးတော့ဆက်ပြီးကြားနေရတာပဲအကောင်တွေဘာတွေများလားကွာမဖြစ်နိုင်ဘူးကွာတခုခုပဲနှစ်ယောက်သားအမောင်ထဲမှာလေးတန်းတိုးတိုးနဲ့အပြန်အလှန်စကားပြောနေမိကြပါတယ်အပေါ်ဓာတ်ကအတန်ကတော့အခုထိကိုတတုတ်တုတ်နဲ့ထွက်ပေါ်နေသေးပဲဖြစ်ပါတယ်တန်းစော်ကပုံမှန်မဟုတ်တဲ့အတန်ကိုနားထောင်ရင်းအခြေအနေကိုသဘောပေါက်စားပြူလာခဲ့တယ်အာလူငါတို့ဒီကနေထွက်မှဖြစ်မယ်ထင်တယ်နော်တန်းစော်ကတုံရီနေတဲ့လေတံနဲ့ပြောလိုက်ပါတယ်အပြင်မှာမှောင်နေတော့မယ်တန်းစော်ရငါတို့ဘယ်လိုသွားလို့ရမှာလဲအခြေအနေကိုခဏစောင့်ကြည့်စမ်းပါကွာညတော့ကလည်းဒီလိုမျိုးကြုံဘူးပြီးသားပဲ။အာလူကပကတိတီငိန်နေတာမျိုးမဟုတ်ပြီမဲ့လေတန်းစော်ရဲ့စကားကိုတော့သဘောမကျစွာနဲ့ပြန်ပြောပါတယ်။ပြန်ပါစီမာကအမောင်တို့ကတိတ်ကိတ်တီးတီးနဲ့ရှိနေသေးပါပဲ။ငကိုကလေးကကြောက်စိတ်ကြီးနေတဲ့တန်းစော်ကတတုတ်တုံနဲ့အဆက်မပြတ်ထွက်လာနေတဲ့အတန်ကိုနားဆွင့်ရင်ဇောချွေးတွေပြန်လာရတယ်။အာလူအခြေအနေကမကောင်းဘူးနော်။ငါတို့တွေဟာမင်းယောက်ျားမဟုတ်ဘူးလားတန်းစော်ရ။ယောက်ျားတော့ယောက်ျားပဲကွာ။ဒါပေမဲ့အခုဟာကြီးကတန်းစော်မင်းတိတ်နေလိုက်တော့အာလူကတန်းစော်ကိုလေးတန်းကြိတ်ပြီးငေါငန်းလိုက်ပါတယ်။တန်းစော်ငြိမ်သွားချိန်မှာတော့အိမ်ပြက်ကြီးအပေါ်ကတတုတ်တုတ်အတန်ကပုံမူလို့ကျေလောင်လာပါတယ်။တန်းစော်ကငေါတုတ်ထိုင်နေရာကနေထပြေးမလို့ဖြစ်လာတဲ့ဒီအခိုက်မှာပဲအိမ်ပေါ်ကအတန်ကနေရွေ့ရှားလာခဲ့ပြီးလှေကားအတိုင်းပဲတတုတ်တုတ်နဲ့ပြုတ်ကျလာပါတယ်။သူတို့အနီးကမှန်မီအိမ်ကလည်းရုတ်တရက်မီးတောက်တစ်ခုကသူ့အလိုလိုလောင်ကျွမ်းတောက်လောင်လောင်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုလင်းရှင်းသွားစေပါတယ်။မီးလင်းရောင်ကြောင့်အပေါ်ကနေပြုတ်ကျလာတဲ့အရာကိုချင်းချင်းလင်းလင်းပဲမြင်လိုက်ရချိန်မှာတော့အာလူကိုတန်းစော်ပါအံ့ဩမင်းသက်စွာနဲ့ကြက်တီတီသွားကြရပါပြီ။စပင်တို့ကျုပ်တို့ကျဲတဲနဲ့ခေါင်းပြက်ကြီးတစ်ခုအပေါ်ကနေပြုတ်ကျလာတဲ့အချိန်နဲ့မရက်တန့်သေးပဲသူတို့နဲ့မလန့်မကန်းစီမှာဘောလုံးတစ်လုံးလိုပဲခုန်နေပါတယ်။ခေါင်းပြက်ကြီးကွတတိဝင်လာတဲ့တန်းစော်ကလန့်អော်လိုက်ပြီးထပြေးဖို့ကိုလည်းအားထုတ်လိုက်ပါတယ်။အာလူကလည်းတန်းစော်လိုပဲထိုင်နေရာကနေခုန်ထားလိုက်တယ်။ဒါပေမဲ့လူတက်ဖူးပြီးမကြောက်တတ်တဲ့အာလူကတန်းစော်လိုမျိုးထွက်ပြေးဖို့တော့မဟုတ်ပါဘူး။ပြုတ်ကျလာတဲ့ခေါင်းပြက်ကြီးစီကိုပြေးဝင်ပြီးအားကုန်ပြစ်ကန်တာဖြစ်ပါတယ်။ဒီလိုရက်ကအာလူအတွက်တော့မဟာအမှားဖြစ်သွားစေပါတယ်။အာလူအနားရောက်ပြီးခြေထောက်ကိုလွှဲလိုက်တာနဲ့ခေါင်းပြက်ကြီးကထင်မှတ်မထားတဲ့အချိန်နဲ့ခုန်တက်လာပြီးအာလူရဲ့လဲမျိုးစီကိုကိုက်လိုက်ပါတော့တယ်။အာလူစီကနာကျင်လုံးနဲ့အားကနေအော်တန်ကအိမ်ပြက်ကြီးထဲမှာပဲ့တင်ထပ်သွားခဲ့တယ်။တန်းတော်ကတော့အာလူရဲ့အဖြစ်ပြက်ကိုမြင်ပြီးတာနဲ့နောက်ကျောင်းကိုတော့လှည့်မကြည့်တော့ဘူး။အိမ်ပြက်ကြီးထဲကနေအပြင်ဘက်အမှောင်ထုထဲကိုတကြိုးထဲထပြေးပါတယ်။တန်းတော်ထွက်ပြေးတာနဲ့အိမ်ပေါ်စီကခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးတစ်ခုကပြုံးကနေခုန်ဆင်းလာခဲ့ပြီးတန်းတော်အနောက်ကိုပြေးလိုက်ပါတော့တယ်။ထွက်ပြေးတဲ့တန်းတော်လည်းအနောက်ကိုလှည့်ကြည့်တော့အိမ်ပြက်ကြီးထဲကနေခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးကသူ့အနောက်ကိုတချိန်တို့ပြေးလိုက်လာတာကိုမြင်ရပါတယ်။ဖះကဲပါတန်းစောဘာကူမှမသိနိုင်တော့ဘူးဖះကိုသာတာမိရင်အနောက်ကိုလှည့်မကြည့်တမ်းပဲအမောင်နဲ့အတိုင်းရှိသမျှအားတို့ကိုထုတ်လို့ပြေးလိုက်တယ်။ဒါပေမဲ့လည်းတန်းစောအတွက်ကန်ဆိုးသွားရပါတယ်။ခြေလမ်း3လမ်းလောက်ပဲပြေးရသေးတယ်။ရေပြင်စီကထိုးထွက်နေတဲ့ငုတ်တစ်ခုကိုတိုက်မိပြီးဟက်လျားထိုးလဲကျသွားခဲ့ရတယ်။တိုက်မိတဲ့ခြေထောက်ကအလွန်အမင်းနာကျင်သွားရတဲ့အတွက်တန်းစောလူးလိမ်သွားခဲ့ရပါတယ်။တတိဝင်လာပြီးပြန်ထဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့လည်းတန်းစောအနေနဲ့တော့နောက်ကျသွားခဲ့ရပါပြီ။အကြောင်းကတော့သူ့အနောက်ကိုပြေးလိုက်လာတဲ့ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးကသူ့အပေါ်ကိုအုပ်မိုးလို့ကျလာခဲ့ပြီးတန်းစောတယောက်ငေတံပေါင်ဟစ်အော်ယုံကလွဲပြီးဘာမှမတတ်နိုင်တော့ပါဘူး။ထောင်မှုကိုလေးတို့တတိုက်ရဲဘက်စကန်ကနေထွက်ပြေးတဲ့ရဲဘက်ပြေး2ယောက်အနောက်ကိုလိုက်ကြရင်ညပိုင်းတောထဲမှာပဲစကန်ရှာဖြစ်ပါတယ်။ညနေလာတော့
တောနတ်ထဲကလူတစ်ယောက်ရဲ့ငဲတန်းပေါင်းဟစ်အော်လိုက်တဲ့အတန်ကိုအားလုံးပဲကြားလိုက်ကြရတယ်။ဒီအတန်ကြောင့်ထောင်မှုကိုလေးတစ်ယောက်အိယာကနေထလိုက်ပြီးဒါဟိုကောင်တွေရဲ့ဖြစ်မယ်ကွ။အားလုံးပဲထားကြသမ်းအခုပဲသွားကြည့်ကြမယ်။အဖွဲ့ကိုကြီးကြပ်လာတဲ့ထောင်မှုကိုလေးရဲ့စကားကြောင့်ကြံအဖွဲ့သားတွေလည်းကမန်းကတန်းပဲထလာခဲ့ကြတယ်။ထောင်မှုလေးအဲ့ဒီကောင်တွေကိုမိပြီးဖို့စိတ်ကူတာဒုံဒုံချထားလိုက်ပါတော့။အဖွဲ့ထဲမှာထောင်မှုကိုလေးပြီးရင်အကြီးဆုံးဖြစ်တဲ့ဆရာကြီးမြအောင်ကပြောလာပါတယ်။ဆရာကြီးမြအောင်ကစီရင်ရဲဘတ်စကန်မှာအတော်နဲ့အနေကြတဲ့သူပါ။ခမရဘာကိုပြောချင်တာလဲဆရာကြီးမြအောင်။သူတို့ကိုဘာအတွက်မိရမှာလဲဗျ။စကားအတော်အလားကထူးဆန်းတာကြောင့်ထောင်မှုကိုလေးကပြန်မေးလိုက်ပါတယ်။မိုးလင်းမှုကအချိန်နည်းနည်းလိုသေးတယ်။အဲ့ဒီအခါကျရင်တော့ထောင်မှုသိရမှာပါဗျာ။အခုနေတော့စိတ်ကိုလျှော့ပြီးအဲ့ဒီကောင်တွေကိုမိပြီလို့သာတွေးထားလိုက်တော့ထောင်မှုကိုလေးမျက်မှောင်ကျုံမိသွားရပါတယ်။ဆရာကြီးခမရစကားကအာမခံချက်တွေကြီးမားနေတယ်လို့ပဲနော်ကျုပ်ကိုယုံမှာထောင်မှုရဲ့ဒီလမ်းကြောင်းကိုကျုပ်ပဲရွေးခဲ့တာပါဘာကြောင့်ရွေးရတယ်လဲဆိုတာကိုတော့မနက်ခင်းဒီကောင်တွေကိုဖမ်းမိပြီးမှပဲပြောပြပြရစီအာမခံချက်ကယတိပြက်ဆန်ပြီးတိကျပြင်းထန်လွန်းနေတဲ့အတွက်ထောင်မှုကိုလေးတုံ့ပြန်ဖို့တောင်ခက်ခက်ဖြစ်သွားရတယ်ဆရာကြီးမြောက်အောင်ရဲ့ဒီအာမခံချက်နောက်ွယ်မှာတာမန်တက်ပူတဲ့အကြောင်းတရားတစ်ခုခုတော့ရှိလိမ့်မယ်လို့လည်းစဉ်းစားမိလိုက်ပါတယ်သူကဒီစီအင်းရဲဘတ်စကန်ကိုရောက်တာကမကြသေးဘူးနေမြေအကြောင်းကိုသူကဘာမှမသိသေးဘူးဒါကြောင့်လေအခုရဲဘတ်2ယောက်ထွက်ပြေးတော့နေမြေကျွမ်းကျင်တဲ့ငယ်သားတို့ကိုပဲအတိကအားကိုးရပါတယ်ဆရာကြီးမြောက်အောင်ကလမ်းကြောင်းတစ်လျှောက်ကိုရွေးချယ်စီမံနေအခုလေဒီနေရာမှာစခန်းချမယ်ဆိုတာကိုသူကိုယ်တိုင်ပဲရွေးချယ်ခဲ့ပါတယ်သူကတော့ဘာပဲဖြစ်ဖြစ်ထွက်ပြေးတဲ့ရဲဘတ်2ယောက်ကိုဖမ်းပြီးဖို့အရေးထက်ဘယ်အရာကိုမှအရေးမပေးနိုင်ပါဘူးဆရာကြီးခမရဘာကြောင့်ဒီလိုအာမခံချက်ပေးနိုင်နေဆိုတာခိုင်လုံတဲ့အကြောင်းတော့ရှိနေမယ်ထင်တယ်နော်ထောင်မှုကိုလေးရဲ့စကားကြောင့်ဆရာကြီးမြောက်အောင်ကကျင်းတဲ့စွာနဲ့ပြုံးလိုက်ပါတယ်ပြီးတော့ပြုံးနေတဲ့မျက်နှာကရုတ်တရက်စိတ်မကောင်းခြင်းအရက်အီရောင်များလွှမ်းရှက်လာခဲ့ပါတယ်အကြောင်းတစ်ခုရှိခဲ့ဘူးလေထောင်မှုပြီးတော့အဖြစ်အပျက်တွေလည်းရှိတယ်ဗျဒါဖြစ်လဲကျုပ်ကိုပြောပြဗျာဒါနဲ့ဒီကလူတွေကကောသူတို့ကောသိပြီးပြီလားဆရာကြီးမြောက်အောင်ကခေါင်းကိုခါရမ်းလိုက်ပါတယ်ဒီအကြောင်းကိုလောလောဆယ်တော့ဒီအဖွဲ့ထဲမှာကျုပ်ကလွယ်ပြီးဘယ်သူမှမသိသေးပါဘူးထောင်မှုဒါဆိုကျုပ်တို့အတွက်ဒေသန္တရဘဝတုဒအဖြစ်နေမြေအတွက်အချက်အလက်အဖြစ်နဲ့ပြောပြတော့ဆရာကြီးကြီးဟုတ်ကဲ့ထောင်မှုကျုပ်ပြောပြပါမယ်ဆရာကြီးမြောက်အောင်ရဲ့အနားမှာထောင်မှုကိုလေးအပါအဝင်အားလုံးပဲဝိုင်းထိုင်လိုက်ကြပါတယ်ကိုလိုနီခေတ်တုန်းကဒီစီအင်းစခန်းမှာငထွေးဆိုတဲ့ဝန်ထမ်းကလေးရှိခဲ့တယ်ဗျသူကလောက်တက်ကနုနုဆိုတော့ထိန်းချောင်းနေရတဲ့ရဲဘက်တွေအကြောင်းကိုကောင်းကောင်းနားမလည်ခဲ့ဘူးတကယ်တော့ထောင်ထဲမှာအပြစ်ဒဏ်ခံမှုရောက်လာတယ်ဆိုတဲ့လူတော်တော်များများကစိုးပြီးမိုက်ပြီးဆိုတဲ့ကောင်းတွေမဟုတ်လားဗျဒီတော့ထောင်ထဲမှာလူကြီးမလဲတဲ့ငထွေးကသူတို့ရဲ့တားကောင်ဖြစ်သွားခဲ့ရတယ်ဆရာကြီးမြောက်အောင်ရဲ့အကြည့်တွေကအတိတ်အကြောင်းများစီကိုပြန်လဲတွေးရင်းရီဝေလေးနဲ့သွားခဲ့ရပါတယ်တရက်သားမှာတော့စခန်းအတွက်ရဲဘက်တွေကိုထုတ်ပြီးတော့ထင်းကြောက်ချကြတယ်ဗျအဲ့ဒီမှာငထွေးထင်းကြောက်ရတဲ့အထဲထောင်ကျနေတဲ့ဓမြအဖွဲ့ပါနေတယ်သူတို့ကထင်းချရင်လူမနေတော့တဲ့အင်ကြီးတစ်လုံးစီကိုရောက်ပြီးနောက်မှာတော့ယူရတဲ့ငထွေးကိုအထဲမှာယတနာတွေတူထားတယ်ဘယ်သူမှမသိစေနဲ့ဆိုပြီးမလုံပြီးခေါ်တယ်ဗျယူရတဲ့ငထွေးကလည်းအဟုတ်မှတ်တော့လောဘတက်မိပြီးလိုက်သွားမိတာဗျာအထဲရောက်တော့ဟိုကောင်တွေကငထွေးကိုခေါင်းဖြတ်တက်လိုက်ကြတယ်ဟာမရိုင်းလိုက်တာဗျာနားထောင်ရင်ထောင်မှုကိုလေးကမခံမရက်နိုင်သွားနဲ့ရေရွတ်လိုက်ပါတယ်ဆရာကြီးမြောက်အောင်ကငထွေးကိုတတိယနေတဲ့မျက်ဝန်းများနဲ့ခေါင်းကိုညှိလိုက်ပါတယ်အလောင်းကိုခေါင်းပြတ်ပြီးအိမ်ပေါ်အထက်မှာထိုးတင်ခဲ့တယ်သူတို့ကထွက်ပြေးသွားကြတယ်ဗျာငထွေးကတနာစရာကောင်းနေဗျအဲ့ဒီအဖြစ်ပြက်ပြီးတဲ့နောက်မှာတော့ငထွေးကအခုထိကိုပဲအိမ်ကြီးစီမှာမကျွတ်မလွတ်နဲ့ရှိနေပြီးစကန်းကနေပြေးလာတဲ့ရဲဘက်တွေကိုဖမ်းပေးတာမျိုးတွေလုပ်တတ်တယ်စစ်တွင်းတော့ကတော့ဒီအိမ်ကြီးကဘုံတန်တီးပြီးအတော့ကိုပြက်စီးသွားခဲ့တယ်လေလက်ရှိတော့အိမ်ပြက်ကြီးအဖြစ်နဲ့ပေါ့အခုနောက်ကအဲ့ဒီဘက်ကနေအော်တန်ကြားရတာကြောင့်ထွက်ပြေးတဲ့ရဲဘက်2ယောက်ကိုငထွေးကဖမ်းထားပေးပြီလို့ကျုပ်ကပြောရဲတာဒါကြောင့်ထောင်မှုကိုစိတ်အေးဖို့ပြောတာပါဗျာအရင်ကတော့အခုလိုဖြစ်ဘူးလားထောင်မှုကိုလေးကမေးမြန်းလိုက်ပါတယ်ဖြစ်ဘူးတာပေါ့ထောင်မှုရဲ့အခုလိုမျိုး3-4ကြိမ်ဓာတ်မကဖြစ်ဘူးလေနောက်ဆုံးဖြစ်ခဲ့တာကတော့လွန်ခဲ့တဲ့9နှစ်လောက်ကပဲထောင်မှုကိုလေးကအရာရာကိုသဘောပေါက်တယ်လို့ရှိသွားရပြီးခေါင်းကိုတဆက်ဆက်ညှိမိပါတယ်ဒါကြောင့်လေအခုလိုအားကိုးရှိတဲ့ဆရာကြီးမြောက်အောင်ကစကန်းကထွက်ကလေးကရဲဘက်တွေကိုပြန်ရစီမယ်လို့အတိအကျပြောပြီးလမ်းကြောင်းကိုသူကိုယ်တိုင်ပဲရွေးချယ်ခဲ့ပါတယ်သဘောတရားအရတော့ဆရာကြီးမြောက်အောင်ရဲ့လမ်းကြောင်းကစိန်ကျုံသွင်းသူအမဲလိုက်သူတောလျှောက်တောလန့်သူလိုပါပဲတ
သားကောင်ကိုနဘေးကနေပန်းလိုက်ပြီးကိုလိုရာစီကိုရောက်စီခဲ့တဲ့ပုံစံပါတကယ်တမ်းသာမနက်လင်းချိန်ဆရာကြီးမြောက်အောင်ပြောသလိုပဲထွက်ပြေးသူရဲဘက်နှစ်ယောက်ကိုပြန်ရခဲ့ပါရင်ဆရာကြီးမြောက်အောင်ကိုချီးကျူးရမှာဖြစ်တယ်လို့တစ်ဖက်ကတနာစရာကောင်းသူတစီဖြစ်နေတဲ့ဆိုတဲ့ငထွေးဆိုတဲ့ဝန်ထမ်းကိုလည်းကျေးဇူးတင်ရပါလိမ့်မယ်အချိန်ကတဖြည်းဖြည်းရွေ့ရှားရင်းနဲ့အလင်းရောင်တို့ကဝေလီဝေလင်းဖြစ်လာခဲ့တယ်။ထောင်မှုကိုလေးတို့ကိုဆရာကြီးမြောက်အောင်ကလမ်းကြောင်းတစ်ခုအတိုင်းပဲအိမ်ပြက်ကြီးစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အိမ်ပြက်ကြီးစီကိုရောက်တော့သူတို့အနားမရောက်ခင်အထိအတွင်းဘက်ကနေမီးရောင်ခက်လဲလဲဖြစ်ပေါ်နေတာကိုမြင်ရတယ်။သူတို့လည်းအနားကိုရောက်တော့မီးရောင်ကဖြတ်ခနဲပဲပျောက်ကွယ်သွားခဲ့ပါတယ်။ထောင်မှုကိုလေးတို့အထဲကိုဝင်ကြည့်တော့ထွက်ပြေးသူရဲဘက်နှစ်ယောက်ဖြစ်တဲ့အာလူးနဲ့တန်းစော်တို့ကိုဆန်ဆန်ကြီးတွေတတိလစ်နေတာမြင်ကြရပါတယ်။ထောင်မှုကိုလေးတို့လည်းအာလူးနဲ့တန်းစော်ကိုပြန်လည်ဖမ်းဆီးရမိခဲ့ကြပါပြီ။အာလူးရဲ့လက်ဘေးမှာသွားကိုက်ရာကြီးတစ်ခုကအထင်းသားရှိနေတဲ့တန်းစော်ကတော့ခြေထောက်တစ်ဖက်မှာဒဏ်ရာကြီးတစ်ခုရရှိထားပါတယ်။တတိယလာစီဖို့ထောင်မှုကိုလေးတို့ကဝိုင်းဝန်းလှုပ်လို့ကြတော့ပြန်ပြီးတတိယလာကြတယ်။မေးမြန်းတော့ဆရာကြီးမြောက်အောင်ပြောသလိုပဲဒီအိမ်ပြက်ကြီးကခေါင်းပြက်တစီကြီးကသူတို့ကို6လန့်ကြောင်းသိရှိရပါတယ်။တစီကတော့ဘယ်လောက်အထိ6လန့်လိုက်တယ်မသိဘူး။နှစ်ယောက်စလုံးကတော့သွေးဆုပ်ဖြူရော်နေတဲ့မျက်နှာတွေနဲ့အတော်ကိုပဲသွေးပြက်ခြောက်ခြားစရာကောင်းတဲ့အဖြစ်အပျက်ကိုကြုံတွေ့ခဲ့ကြရတာကတော့သိကြနေပါတယ်။ကူညီပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။ခမရလေလွတ်ကြွအောင်ကြိုးစားပါ။အိမ်ပြက်ကြီးစီကနေပြန်ထွက်ချိန်မှာတော့ထောင်မှုကိုလေးကအနောက်ကိုလှည့်ကြည့်လို့ပြောလိုက်ပါတယ်။ဒီခါမှာတော့အိမ်ပြက်ကြီးရဲ့အပေါ်တက်ကတစုံတစ်ခုကရိတ်ခနဲ့လှုပ်ရှားသွားခဲ့တာကိုထင်ထင်ရှားရှားကြီးပဲမြင်လိုက်ရပါတော့တယ်။ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးပါတယ်ခင်ဗျာ။အားပေးနားဆင်ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ချပါတယ်။ Channel လေးကိုလည်း Like and Subscribe လုပ်ပေးခဲ့ဖို့မေတ္တာရက်ခံအပ်ပါတယ်။အားလုံးပဲကျမ်းမာကြပါစေ။